စကားပြောလို့ရှိရင်စကားကောင်းတိုင်းစကားကောင်းမဖြစ်ဘူးတဲ့ကောင်းတဲ့စကားပြောပြီးမဲ့လို့မကောင်းတဲ့စကားဖြစ်သွားတတ်သေးတယ်ဒါကြောင့်မို့စကားပြောပြီးဆိုတဲ့အခါသို့မဟုတ်တရားဟောပြီးဆိုတဲ့အခါပုဂ္ဂိုလ်ရွေးချယ်ပြီးတော့ပြောလူတိုင်းကိုပြောတဲ့စကားကောင်းဟာစကားကောင်းမဖြစ်ဘူးကောင်းတဲ့စကားပင်ဖြစ်စေကမူပုဂ္ဂိုလ်နဲ့အဝင်ခွင်ကြမဖြစ်ဘူးဆိုရင်စကားကောင်းမဖြစ်နိုင်ဘူးတဲ့ဒါကြောင့်မို့လူရဲ့အခြေအနေကိုကြည့်ပြီးတော့စကားကောင်းတောင်မှပုဂ္ဂိုလ်နဲ့လိုက်အောင်နားထောင်သူနဲ့လိုက်အောင်ပြောနိုင်မှစကားကောင်းလို့ဒီလိုသတ်မှတ်တာဒါလည်းလူလောကမှာနေ့စဉ်နဲ့ပြပြောဆိုဆက်ဆံနေကြရတော့မိမိပြောတဲ့စကားရဲ့အောင်မြင်မှုထိရောက်မှုအကျိုးသက်ရောက်မှုရှိအောင်ဘယ်လိုစကားမျိုးကိုဘယ်လိုပုဂ္ဂိုလ်ကြဘယ်လိုစကားမျိုးကိုပြောသင့်တယ်ဆိုတာမှတ်သားသင့်တာပေါ့လောကလူတွေဟာတဦးနဲ့တဦးဆက်ဆံတဲ့အခါမှာအပြောနဲ့ဆက်ဆံကြရတာများတယ်အဲ့တော့အပြောနဲ့ဆက်ဆံကြရတဲ့အခါမှာမြတ်စွာဘုရားကအပြောနဲ့ပတ်သက်ပြီးတော့လည်းပဲစီကံချက်ထားဖို့ဆိုတာသွန်သင်ဆုံးမဩဝါဒပေးထားတာရှိတယ်အဲ့တော့စကားအရာနဲ့ပတ်သက်လာလို့ရှိရင်အင်မတန်မှအရေးကြီးတယ်စကားပြောပြီးဆိုလို့ရှိရင်မာနကိုပြောဖို့လိုတယ်ဟုတ်တာကိုပြောဖို့လိုတယ်ပြောတဲ့အခါမှာလည်းပဲအချိန်ကိုက်ပြောဖို့လိုတယ်တင့်တော်တဲ့အချိန်မှပြောဖို့လိုတယ်မတင့်တော်တဲ့အချိန်မှမပြောသင့်ဘူးပြောတဲ့ဆိုတဲ့အချိန်မှလည်းယဉ်ကျေးသိမ်မွေ့စွာပြောဖို့လိုတယ်ဒေါသနဲ့မပြောသင့်ဘူးရိုင်းဆိုင်စွာမပြောသင့်ဘူးဆိုတဲ့မြတ်စွာဘုရားရဲ့ဆုံးမတဲ့အချက်တွေလူချင်းဆက်ဆံတဲ့အခါမှာအမြဲတမ်းအရေးပါတယ်လို့မိသားစုအတွင်းမှာတောင်မှမိဘနဲ့သားသမီးညီကိုမောင်နှမအချင်းချင်းမိတ်ဆွေသင်္ကာအချင်းချင်းအပြောမတတ်အဆိုမတတ်ဘူးဆိုလို့ရှိရင်လူမုန်းခံရတတ်တယ်ပေါ့ဒါကြောင့်မို့ပြောတတ်ဆိုတတ်ဖို့လိမ္မာရေးချရှိဖို့တဦးနဲ့တဦးဆက်သွယ်တဲ့အခါမှာအပြောအဆိုနဲ့ဆက်သွယ်ရတာဖြစ်သောကြောင့်မြတ်စွာဘုရားရဲ့အဆုံးအမကိုသိရှိပြီးလို့ရှိရင်စကားအရာမှာလိမ္မာရေးချရှိသူဆိုတဲ့ပုဂ္ဂိုလ်မျိုးဖြစ်အောင်ကြိုးစားအားထုတ်ကြရတာဖြစ်တယ်မပြောတဲ့စကားလို့ဆိုတာကိုမြတ်စွာဘုရားကမမှန်မကန်တဲ့အကြောင်းအရာတွေမပြောသင့်ဘူးမှန်ကန်တဲ့အကြောင်းအရာကိုသာပြောသင့်တယ်ဒါကတစ်ချက်တုံးတူကွဲသွားအောင်မတက်အောင်ဂုံးတိုက်တဲ့စကားမျိုးတွေကိုမပြောသင့်ဘူးအချင်းချင်းညီညွတ်သွားအောင်စီလုံးသွားအောင်မပြောသင့်တယ်ဒါကတစ်ခုစံတန်ရိုင်းပြတဲ့စကားမျိုးကိုမသုံးသင့်ဘူးယဉ်ကျေးသိမ်မွေ့စွာတစ်ဖက်သားလဝင်ချိုတဲ့စကားမျိုးကိုသာလိမ္မာယဉ်ကျေးစွာပြောသင့်တယ်ဒါကတစ်ခုစကားပြောပြီဆိုရင်ကောင်းကျိုးချမ်းသာအကျိုးစီးပွားကိုဖြတ်လို့ဖြစ်စည်းဖြစ်တဲ့စကားမျိုးကိုမပြောသင့်ဘူးတဲ့အကျိုးပြုတဲ့စကားမျိုးကိုသာပြောသင့်တယ်ဟောဒါကတစ်ခုစကားအရာရှောင်တဲ့နာနဲ့ဆောင်တဲ့နာဆိုပြီးတော့ရောဆောင်ရဒီလိုခွဲခြားပြီးတော့ဟောထားရှိအဲ့ဒီခွဲခြားဟောထားချက်အတိုင်းလည်းပဲရှောင်တဲ့နာကိုရှောင်ပြီးတော့လှုပ်တဲ့နာကိုလှုပ်ဖို့အရေးကြီးတယ်လူဘဝလူလောကရောက်လာတဲ့အခါအသိဉာဏ်နဲ့နေထိုင်တဲ့လူသားဖြစ်ဖို့အရေးကြီးအမတ်တမဲ့နေထိုင်ခြင်းအဖြစ်အသိဉာဏ်ကင်းမဲ့စွာပြောဆိုခြင်းအဖြစ်မိမိပြောတဲ့စကားဟာထိရောက်မှုမရှိဘူးအကျိုးသက်ရောက်မှုကောင်းတဲ့အကျိုးသက်ရောက်မှုမရှိဘူးဆိုတာမျိုးဖြစ်နိုင်နောက်တစ်ခုကျတော့စကားကောင်းပဲဖြစ်စေကမူလိုက်နာကျင့်သုံးတဲ့စကားလုံးနဲ့လိုက်နာကျင့်သုံးမှုမပြုတဲ့စကားဆိုပြီးတော့နှစ်ခုရှိသေးတယ်အဲ့ဒါကိုမြတ်စွာဘုရားကတတိပေးတဲ့အနေနဲ့ဆုံးမထားတဲ့ဒေသနာတော်ကတော့ပါလို့ဆိုယထာပိရုစီရံပုပ္ပံဝဏ္ဏဝန္တံအခန္ဓကံ
ဧဝံသူဝတိတာဝါစာအဖလာဟောတိအကုပ္ပတောဆိုတဲ့စကားလုံးလေးရှိစကားကဘလောက်ကောင်းကောင်းထိုစကားအဆုံးအမတိုင်းလိုက်နာကျင့်သုံးမှုမပြုဘူးဆိုလို့ရှိရင်အကျိုးမရှိဘူးတဲ့စကားကောင်းတဲ့စကားပဲဖြစ်ဖြစ်အကျိုးမရှိဘူးတဲ့ဘာနဲ့ဥပမာတူတော့ဆိုရင်အစင်းသာလှပြီးတော့အနတ်မရှိတဲ့ပန်းကိုပန်ရတဲ့ပုဂ္ဂိုလ်တူဟာပန်းရဲ့အလှကိုတော့ကြည့်ရမှာဖြစ်တော်လဲပဲမွေးကြိုင်တဲ့အနတ်ဆိုတာသူရမှာမဟုတ်ဘူးဟောပြည့်ပြည့်စုံတဲ့အနေအထားမျိုးသူမရဘူးအစင်းလေးတော့လှပါရဲ့အနတ်ကမကောင်းဘူးကောင်းမြတ်တဲ့အနတ်မရဘူးဆိုတာလိုပဲဆုံးမတဲ့စကားကိုမလိုက်နာဘူးဆိုတဲ့ဟာအနတ်မရှိတဲ့ပန်းကြီးကိုပန်ထားရတယ်လို့ပဲဖြစ်နေစကားပဲအဖတ်တင်ပြီးတော့ကောင်းကျိုးချမ်းသာရနိုင်မှာမဟုတ်ဘူးလို့ဒီလိုဆိုလိုတာအေးလိုက်နာကျင့်သုံးမှုဆိုမယ်ဆိုလို့ရှိရင်တော့ဘာနဲ့ဥပမာတူတော့ဆိုလို့ရှိရင်အစင်းလဲလှတယ်အနံ့လဲမွေးတယ်အဲ့ဒီအစင်းလှပြီးတော့အနံ့မွေးတဲ့ပန်းလေးကိုပန်ရမယ်ဆိုလို့ရှိရင်အစင်းလှခြင်းကြောင့်ကြည့်ရှုတဲ့ပုဂ္ဂိုလ်တိုင်းစိတ်တည်ရှိပြီးတော့အနံ့မွေးသည့်အတွက်ကြောင့်မိမိလည်းကောင်းတဲ့ယနံ့ကိုနမ်းရှုရတယ်ပတ်ဝန်းကျင်ကပုဂ္ဂိုလ်တွေလည်းကောင်းတဲ့ယနံ့ကိုနမ်းရှုရသည့်အတွက်စိတ်ကြည်နူးမှုတွေရကြတယ်နှစ်ဖက်နှစ်ဝအကျိုးရှိတယ်လို့နှစ်ဦးနှစ်ဝမှာအကျိုးရှိတယ်လို့ဧဝံသူဝတိတဝါစာသဖလာဟောတိကုပ္ပတောလိုက်နာကျင့်သုံးမယ်ဆိုရင်အလွန်တန်ဖိုးရှိတဲ့စကားတစ်ခုဟာကောင်းမြတ်တဲ့အကျိုးကျေးဇူးတွေကိုဖြစ်ပေါ်စေပါပါအစင်းလည်းလှမယ်အနံ့လည်းမွေးတယ်ဆိုတဲ့ပန်းမျိုးပန်ရတယ်လို့ပဲလို့ဒီလိုမြတ်စွာဘုရားကတတိပေးဆုံးမထားတာရှိတယ်အဲ့ဒါကြောင့်မို့ဘုန်းကြီးတို့တွေဗုဒ္ဓဘာသာဝင်သူတော်စင်များဖြစ်ပြီးအားလျော်စွာမြတ်စွာဘုရားရဲ့အဆုံးအမတိုင်းလိုက်နာကျင့်သုံးကြရမှာဖြစ်တယ်